မြေနေရာမရှိတဲ့သူတွေအတွက်အာလူးကိုဒီလိုလေးစိုက်ပျိုးလိုက်ပါပထမဆုံးစိုက်ပျိုးမဲ့အာလူးတွေကိုတဲမြေကိုအသုံးပြုပြီးပြိုထားပေးရပါမယ်9 ရက်လောက်ဆိုအမြစ်တွေနဲ့အညောင်လေးတွေထွက်လာပြီးရွှေ့စိုက်လို့ရပါပြီပုံးကွန်တွေကိုအသုံးပြုပြီးစိုက်ပျိုးမှာဖြစ်တဲ့အတွက်ပုံးကွန်တွေရဲ့အောက်ဖက်ပိုင်းနဲ့ဘေးဘစ်တွေကိုအပေါက်လေးတွေဖောက်ပေးထားရပါမယ်မြေစည်းနဲ့စပက်ကွန်တွေကိုရောဆက်ပြီးပုံးတွေထဲထည့်ထားပေးပါအာဟာရပြေဝစေဖို့အတွက်အသေးအရွေးအကျွင်းကြံတွေကိုလည်းပုံးတွေထဲထပ်ထည့်ပေးရပါမယ်ပြီးရင်တော့မြေဆွေးနဲ့ဖုံးအုပ်ထားပေးလိုက်ပါပြိုးထားတဲ့အာလူးတွေကိုပုံးတွေထဲရွှေ့စိုက်ပေးပြီးရေဆူရွှဲအောင်လောင်ပေးထားရပါမယ်နှစ်ပတ်ကျော်ကြာတဲ့အခါမှာတော့စိုက်ပျိုးထားတဲ့အာလူးတွေမှာအပင်လေးတွေများစွာထွက်လို့နေပါပြီနေအောင်တိုက်ရိုက်မထိတွေ့စေဖို့နဲ့အဆိုဓာတ်ထိမ့်သိမ့်နိုင်စေဖို့အတွက်ကောက်ရိုးဒိုမတ်ဟုတ်တရွေ့6တွေနဲ့ဖုံးအုပ်ပေးထားရပါမယ်တလခွဲကျော်ကြာတဲ့အခါမှာတော့အာလူးပင်လေးတွေဟာထင်မထားလောက်အောင်ကြီးထွားလို့နေပါပြီအပင်လေးတွေထောင်မတ်နေစေဖို့အတွက်ဝက်ချက်များတွေကိုအသုံးပြုပြီးကာယံထားပေးရပါမယ်။ပင်အောင်ချေမှာရှိတဲ့အဝါရောင်အရွက်တွေနဲ့ဂိုက်တက်တွေကိုရှင်းထုတ်ပေးထားရပါမယ်။ပြီးရင်တော့မြေစည်းပုံမှန်ထည့်ထားပေးပြီးရေပုံမှန်လောင်းပေးရပါမယ်။2 လကျော်ကြာတဲ့အခါမှာတော့အာလူးပင်လေးတွေမှာဥလေးတွေစဥလို့နေပါပြီ။ပင်အာဟာရပြေဝပြီးဥများများဥနိုင်စေဖို့အတွက်ကြက်ဥနှလုံးကိုယူပြီးရေနဲ့ရောဆက်ပေးရပါမယ်။ရောဆက်ထားတဲ့ကြက်ဥရေတွေကိုပုံးတွေထဲဆူရွှဲနေအောင်လောင်းပေးထားလိုက်ပါ။စိုက်ပျိုးပြီး3 လကျော်ကြာတဲ့အခါမှာတော့အာလူးပင်လေးတွေဟာနှုတ်ယူတူဖော်လို့ရနေပါပြီ။အပင်တိုင်းမှာလည်းထင်မထားလောက်အောင်အစီအရီဥလို့နေပါပြီ။မြေနေရမလို့ပဲပုံးကွန်လေးတွေကိုအသုံးပြုပြီးအလွယ်တကူစိုက်ပျိုးနိုင်တာမို့မိတ်ဆွေတို့လည်းစိုက်ပျိုးကြည့်ကြပါဦးနော်။